လွန်ခဲ့တဲ့အနှစ်ဆက်ကဖူဖုံးခရိုင်ဝင်လေးဟာဒဏ်ရာရနေတဲ့ရွှေငါးလေးတစ်ကောင်ကိုကယ်တင်ပြီးပင်လယ်ထဲပြန်လွှတ်ပေးခဲ့ပါတယ်။အဲ့ဒီငါးလေးဟာတကယ်တော့နဂါးမင်းရဲ့သမီးတော့နဂါးမလေးဖြစ်နေတာပါ။အခုခါမှာတော့ဖူဖုံးခရိုင်မှာနှစ်ပေါင်း100အတွင်းမကြုံဘူးတဲ့မိုးခေါင်ရေရှားမှုကြီးကြုံတွေ့နေရပြီးပြည်သူတွေဟာငတ်မွတ်ခေါင်းပါမှုတံကိုခံစားနေရပါတယ်။နဂါးမလေးဟာသူမကိုကယ်တင်ခဲ့တဲ့ခရိုင်ဝင်ကိုကျေးဇူးဆက်ဖို့အတွက်လူလောကကိုပြန်ရောက်လာပါတယ်။ဒါပေမဲ့သူမရဲ့ခမဲတော့နဂါးမင်းကြီးကတော့လူသားနဲ့နဂါးချစ်မိရင်ကောင်းကင်ဘုံရဲ့အပြစ်ပေးမှုကိုခံရလိမ့်မယ်။နတ်ဖျားတန်ခိုးကို3တိုင်းခန္ဓာကိုယ်မှာနဂါးအကြေးခွန်တွေပေါက်လာပြီးလူတွေကမင်းကိုမိစ္ဆာလို့တတ်မှတ်ကြလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။ဒါပေမဲ့နဂါးမလေးကတော့ခရိုင်ဝင်ကိုယုံကြည်တာကြောင့်သူမရဲ့ထာဝရအသက်ကိုစတေးပြီးလူသားဖြစ်နေလက်ထပ်ခဲ့ပါတယ်။တစ်ဖက်မှာလည်းအာနာရှိတဲ့မင်းဆိုးရစာသမီးဟာခရိုင်ဝင်ကိုလိုချင်တာကြောင့်မိစ္ဆာမတကောင်နဲ့ပူးပေါင်းပြီးလှည့်ကွက်တွေဆင်ပါတယ်။မိုးမရွာရင်ကလေးငယ်တွေကိုရေပူဇော်ရမယ်လို့ပြည်သူတွေကိုလှုံ့ဆော်ခဲ့ကြတယ်။ဒါကိုသိသွားတဲ့နဂါးမလေးဟာကောင်းကင်ရဲ့စီးမြင်ကိုချိုးဖောက်ပြီးမိုးရွာအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာကိုယ်သွေးကိုအရင်နှီးပြုပြီးမိုးနတ်မင်းရဲ့တစိ့ကိုအသုံးပြုကာမိုးခေါ်ခဲ့ပါတယ်။မိုးတွေတဲကြီးမဲကြီးရွာချလာတဲ့အချိန်မှာပြည်သူတွေကတော့အတူအယောင်ပရောဟိတ်ကိုနတ်ဖျားလို့ထင်နေကြပေမဲ့နဂါးမလေးကတော့ကောင်းကင်ဘုံရဲ့မိုးကြိုးတံချက်3ချိန်ကိုအလူးလဲခံစားနေရပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးဒဏ်ရာတွေနဲ့အားနေသွားချိန်မှာမိစ္ဆာမကရောက်လာပြီးအသိဉာဏ်မရှိတဲ့လူသားတွေအတွက်ဒါတွေလုပ်နေတာထိုက်တန်ရဲ့လားမင်းကိုသူတို့ကျေးဇူးကမ်းကြလိမ့်မယ်လို့လောင်ပြောင်ခဲ့ပါတယ်။နဂါးမလေးကတော့တပားသူကိုကူညီတာဟာငါတို့နဂါးမျိုးနွယ်ရဲ့တာဝန်ပဲလို့ပြန်ပြောခဲ့ပေမဲ့သူမရဲ့အနာဂတ်ကတော့တကယ်ကိုစိုးရိမ်စရာပါလူသားတွေကသူမကိုတကယ်ပဲမိစ္ဆာလို့တတ်မှတ်ပြီး